တင်မောရီစင်ဟာရေခဲတောင်နဲ့တိုက်မိပြီးမြောက်အတ္တလန္တိတ်သမုဒ္ဒရာထဲမှာနှင်းမြုပ်သွားခဲ့တယ်။ကယ်ဆယ်ရေးလေတွေမလုံလောက်လို့လူထောင်ပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရတယ်။ဒီဖြစ်ရာ1912ခုနှစ်ကကမ္ဘာကျော်တိုက်တန်းနဲ့တင်မောနှင်းမြုပ်မှုလို့ထင်ကောင်းထင်ပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်ပြောပြနေတာကအဲ့ဒီဖြစ်ရမတိုင်ခင်14နှစ်အလို1898ခုနှစ်မှာရေးသားခဲ့တဲ့ဝတ္ထုတူတစ်ပုဒ်ထဲကအကြောင်းအရာပါ။ဒီဝတ္ထုကတိုက်တန်းရဲ့ကံကြမ္မာကိုတကယ်ပဲကြိုတင်ဟောကိန်းထုတ်ခဲ့တာလား။ဒါမှမဟုတ်ထူးဆန်းတဲ့တိုက်ဆိုင်မှုတက်ပဲလား။ဒီနေ့ဗီဒီယိုမှာအဲ့ဒီလျှို့ဝှက်ချက်ကိုဖော်ထုတ်ကြရအောင်။1898ခုနှစ်မှာမော်ဂန်ရောဘတ်ဆန်လို့ခေါ်တဲ့အမေရိကန်စာရေးဆရာတဦးက futility လို့အမည်ရတဲ့ဝတ္ထုတူတစ်ပုဒ်ကိုရေးသားထုတ်ဝေခဲ့ပါတယ်။နောက်ပိုင်းမှာတော့ The Wreck of the Titan လို့အမည်ပြောင်းလဲခဲ့ပါတယ်။ ရောဘတ်ဆန်ဟာစာရေးဆရာတဦးဖြစ်ုံသာမကတင်မောသားဟောင်းတဦးလည်းဖြစ်ပါတယ်။သူဟာပင်လယ်ပြင်ရဲ့အတွေ့အကြုံတွေတင်မောတိဆောက်ပုံဆိုင်ရာအသေးစိတ်အချက်လက်တွေကျွမ်းကျင်သူတဦးပါ။ဒီနောက်ခံအတွေ့အကြုံတွေကပဲသူ့ဝတ္ထုကိုပိုပြီးလက်တွေ့ဆန်းစေခဲ့ပါတယ်။ဝတ္ထုထဲမှာတိုက်တန်လို့ခေါ်တဲ့အေယာမတင်မောကြီးတစ်စင်းအကြောင်းကိုဖော်ပြထားပါတယ်။ဒီတင်မောကြီးဟာကမ္ဘာပေါ်မှာအကြီးဆုံးအမြန်ဆုံးနဲ့မနစ်မြုပ်နိုင်ဘူးလို့ကြေညာထားတဲ့တင်မောတစ်စင်းပါ။မြောက်အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်တန်းရင်ရေခဲတောင်နဲ့တိုက်မိပြီးနစ်မြုပ်သွားခဲ့ပါတယ်။ကယ်ဆယ်ရေးလေတွေမလုံလောက်တာကြောင့်ခီးတဲ့အများစုဟာအသက်ဆုံးရှုံးခဲ့ရပါတယ်။ဒီအချက်လက်တွေဟာ14နှစ်အကြာမှာတကယ်ဖြစ်လာမယ်။တိုက်တန်းရဲ့ကံကြမ္မာနဲ့ဘလောက်တောင်ထပ်တူကျနေလဲဆိုတာအံ့ဩစရာပါပဲ။ကဲအခုဆိုရင်မော်ဂန်ရောဘတ်ဆန်ရဲ့စိတ်ကူးရင်တိုက်တန်သင်္ဘောနဲ့တကယ်နစ်မြုပ်ခဲ့တဲ့တိုက်တန်နဲ့သင်္ဘောတို့ရဲ့ထူးဆန်းတဲ့တူညီချက်တွေကိုအသေးစိတ်လေ့လာကြည့်လိုက်ရအောင်။ဒီအချက်လက်တွေကတင့်ကိုတကယ်ပဲအံ့အားသင့်စေပါလိမ့်မယ်။ဒီအချက်လက်တွေကိုကြည့်လိုက်ရင်နာမည်ကတိုက်တန်နဲ့တိုက်တန်နဲ့ဆိုပြီးနည်းနည်းလေးပဲကွာခြားပါတယ်။သင်္ဘောရဲ့အရွယ်စားအမြန်နှုန်းခီးတဲ့ဥယေကယ်ဆယ်ရေးလီမလုံလောက်မှုနစ်မြုပ်တဲ့လနစ်မြုပ်တဲ့နေရာနစ်မြုပ်ရတဲ့အကြောင်းရင်းနဲ့နစ်မြုပ်ပုံတွေဟာတကယ်ကိုထပ်တူနေပါတူညီနေတာကိုတွေ့ရပါလိမ့်မယ်။ဒါဟာတကယ်ပဲတက်ဆိုင်မှုတက်လား။ဒါမှမဟုတ်ရောဘတ်ဆန်ဟာအနာဂတ်ကိုမြင်နိုင်စွမ်းရှိသူလား။ဒီလိုမျိုးထူးဆန်းတဲ့တူညီမှုတွေကြောင့်တိုက်တန်းနဲ့နစ်မြုပ်ပြီးနောက်ပိုင်းမှာမော်ဂန်ရောဘတ်ဆန်ကိုလူအများကနတ်မြင်စရာလို့သတ်မှတ်ခဲ့ကြပါတယ်။ဒါပေမဲ့ရောဘတ်ဆန်ကတော့ဒီအချက်ကိုငြင်းဆိုခဲ့ပါတယ်။သူကသူ့ရဲ့ရေချောင်းဆိုင်ရာကျွမ်းကျင်မှုနဲ့ထိုခေတ်ကတင်မောတိဆောက်ရေးနည်းပညာတွေကိုအခြေခံပြီးဝတ္ထုကိုရေးသားခဲ့တာဖြစ်တယ်လို့ရှင်းပြခဲ့ပါတယ်။ဥပမာအနေနဲ့ထိုခေတ်ကတင်မောကြီးတွေဟာမနစ်မြုပ်နိုင်ဘူးလို့ကြေညာလေးရှိကြပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ကယ်ဆယ်ရေးလီတွေကလုံလောက်မှုရှိခဲ့ပါဘူး။ဒါတင်မောတိဆောက်ရေးသမားတွေရဲ့ပေါ်ဆမှုနဲ့အမျက်ထုတ်လိုစိတ်ကိုရောဘတ်ဆန်ကကြိုတင်မြင်ခဲ့တာဖြစ်နိုင်ပါတယ်။ဒါအပြင်မြောက်အတ္တလန္တိတ်သမုဒ္ဒရာဟာရေခဲတောင်တွေပေါ်များတဲ့နေရာဖြစ်ပြီးဧပြီလဟာရေခဲတောင်တွေရွေးရှားမှုအများဆုံးအချိန်ဖြစ်တာကိုလည်းသူကသိရှိခဲ့ပါတယ်။စိတ်ပညာရှင်တွေနဲ့သုတေသီတွေကတော့ဒီလိုဖြစ်ရပ်တွေကို confirmation bias နဲ့ selective memory လို့ရှင်းပြကြပါတယ်။ဆိုလိုတာကလူတွေဟာတူညီတဲ့အချက်တွေကိုပဲအာရုံစိုက်ပြီးမတူညီတဲ့အချက်တွေကိုတော့မေ့လျော့တတ်ကြပါတယ်။ဥပမာအပြင်တိုက်တန်ဝတ္ထုထဲမှာအသက်ရှင်ကျန်ရသူ73ဦးသာရှိခဲ့ပြီးတိုက်တန်နဲ့မှာတော့905ဦးရှိခဲ့ပါတယ်။ဒါအပြင်ဝတ္ထုတွေကတိုက်တန်ဟာရေခဲတောင်နဲ့တိုက်ပြီးချက်ချင်းဆိုသလိုနစ်မြုပ်ခဲ့ပေမဲ့တိုက်တန်နဲ့ကတော့2နာရီကျော်ကြာမှနစ်မြုပ်ခဲ့တာပါ။ဒီလိုကွဲပြားမှုတွေလည်းအများကြီးရှိပါတယ်။ဒီအကြောင်းအရာဒီမှာရင်ရပ်တန့်မတော့ပါဘူး။2023ခုနှစ်မှာတိုက်တန်နဲ့သင်္ဘောပြက်ကိုတွားရောက်ကြည့်ရှုဖို့ထွက်ခွာသွားတဲ့တိုက်တန်လို့အမည်ရတဲ့ရေငုံသင်္ဘောတစ်စင်းပေါက်ကွဲပျက်စီးခဲ့ပြီးလူ9ဦးအသက်ဆုံးရှုံးခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာမော်ဂန်ရောဘတ်ဆန်ရဲ့ဝတ္ထုတွေကတိုက်တန်နဲ့သင်္ဘောတို့ရဲ့ကံကြမ္မာနဲ့ထပ်မံပြီးထူးဆန်းစွာတိုက်ဆိုင်နေပြန်ပါတယ်။ဒီလိုဖြစ်ရပ်တွေကကျွန်တော်တို့ကိုဘာတွေသင်ခန်းစာပေးလဲ။နည်းပညာဘလောက်ပဲတိုးတက်လာပါစေတဘာဝတရားရဲ့စွမ်းအားကို
ရှော့မတွက်တင်ဘူးဆိုတာကိုပြသနေပါတယ်။ဒါအပြင်လူသားတွေရဲ့မနစ်မြုပ်နိုင်ဘူးဆိုတဲ့အယူဆဘလောက်ထိအန္တရာယ်များလဲဆိုတာကိုလည်းသတိပေးနေပါတယ်။ Morgan Robertson ရဲ့ The Wreck of the Titan ဝတ္ထုဟာတကယ်ပဲအနာဂတ်ကိုကြိုတင်ဟောကိန်းထုတ်ခဲ့တာလား။ဒါမှမဟုတ်သူ့ရဲ့ကျွမ်းကျင်မှုနဲ့ထက်မြက်တဲ့စိတ်ကူးစိတ်သန်းတွေကနေထွက်ပေါ်လာတဲ့ထူးဆန်းတဲ့တိုက်ဆိုင်မှုသက်သက်ပဲလား။ဒီမေးခွန်းရဲ့အဖြေကိုတော့တင်တို့ပရိသတ်တွေရဲ့ဆုံးဖြတ်ချက်ပေါ်မှာပဲမူတည်ပါတယ်။ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတင်တို့ရဲ့ထင်မြင်ယူဆချက်တွေကိုကွန်မန့်မှာရေးသားပေးခဲ့ပါဦး။ဒီလိုထူးခြားဆန်းပြတဲ့အကြောင်းအရာတွေကိုထပ်မံသိရှိလိုတယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်ပြီး notification bell ကိုနှိပ်ထားဖို့မမေ့ပါနဲ့ဦး။နောက်ထပ်ဗီဒီယိုတစ်ခုမှာပြန်လည်ဆုံတွေ့ကြပါမယ်။